အားလုံးပဲမင်္ဂလာပါစိန်မပိုင်းရှိုးကကိုထိုးလင်းဖြစ်ပါတယ်ကျွန်တော် FA 32 performance လေးက overseas မှာရောက်နေတယ်ဗျာဒါတယောက်ကရန်ကုန်မှာရှိတဲ့ဘိန်းအတွက် upgrade လုပ်ဖို့ဒါဝယ်ထားတာဖြစ်ပါတယ်သူ့ရဲ့ body weight တွေတောင်းထားပြီးတော့ကျွန်တော် setting တစ်ခါတည်းချိန်ပေးလိုက်ပါတယ် FA 32 performance လေးပါဒီကောင် fan move ကတော့လောကိုလုံးဝအသေးပေးလိုက်တာပေါ့ဒီကောင်အလဲမှာထားရင်ကျွန်တော် foul ကိုအပြည့်အဝမကစားဘဲနဲ့ထိထုတ်ထားတဲ့ position ပေါ့နော်ဒီကောင်ကတော့တောင်တက်တွေပါဒီမှာဒီမှာထားလို့ရတယ် spring ကင်တဲ့အချိန်မှာသုံးလို့ရတယ် foul ကိုအသေးပိတ်မထားခြင်းဘူးဖွင့်ထားတဲ့ position မျိုးလည်းမကြိုက်ဘူးဆိုရင်ဒါ medium မှာထားလို့ရပါတယ် FA performance 32 stack ဆိုတဲ့ဟာ32ဆိုတာကကျွန်တော်တို့ဒီ shut down ရဲ့သုံးဘက်32 mm ကိုပြောတာပါဒီကောင်ကတော့ aluminum black anodized ဆိုတဲ့အလူမီနီယံကိုသုံးထားတာပေါ့နော်ဖောက်ရဲ့အတွင်းသားကိုလီထုတ်ထားတဲ့ဟာကိုသူက stack လို့ပြောတာပါဒါကောင်ကတော့2016မှာစတင်ပြီးတော့အသုံးပြုခဲ့တဲ့နည်းပညာပေါ့ဗျာ250 gram လောက် weight ပေါ်သွားတယ် performance ဆိုတာကတော့ FA ရဲ့ CD ပါအခုကျွန်တော်ပြောခဲ့တဲ့ဒီအကြောင်းအရာလေးတွေကတော့ကျွန်တော်တို့ဘာမှမသိသေးတဲ့ဒီကိုတွေအတွက်ရည်ရွယ်ပြီးတော့အဓိကပြောပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်